ဘာဦးကျန်အခန်းကြီး39ယာကုပ်သည်မိမိအပါတည်းခိုရာခါနန်ပြည်၌နေ၏ယာကုပ်အမျိုးနွယ်၏အထုပ္ပတ္တိများဟုမူကားယောသပ်သည်အသက်18နှစ်ရှိ၍အကိုတို့နှင့်အတူသို့စိတ်များကိုထိန်းလေ၏အဘ၏မယားဘိလဟာနှင့်စီလပ၏သားတို့နှင့်အတူနေ၍သူတို့အပြစ်ကိုအဘအားကြားပြောတတ်၏ဣသရေလသည်အသက်ကြီးစဉ်အခါသားယောသပ်ကိုရသောကြောင့်အခြားသောသားအပေါင်းတို့ကိုချစ်သည်ထက်ယောသပ်ကိုသာ၍ချစ်၏အစင်းအရောင်ထူးခြားသောအင်ကြီးကိုချုပ်၍ပေး၏အဘသည်မိမိသားအပေါင်းတို့တွင်ယောသပ်ကိုသာ၍ချစ်ကြောင်းကိုအကိုတို့သည်သိမြင်သောအခါသူကိုမုန်း၍မေတ္တာစကားကိုသူအားမပြောနိုင်ကြယောသပ်သည်အိမ်မက်ကိုမြင်၍အကိုတို့အားပြန်ပြောသဖြင့်သူတို့သည်သာ၍မုန်းကြ၏အိမ်မက်ကိုအဘယ်သို့ပြန်ပြောသနည်းဟုမူကားကျွန်ုပ်မြင်ရသောအိမ်မက်ကိုနားထောင်ကြပါလော့ကျွန်ုပ်သည်လင်၌ကောက်လိုင်းကိုစီး၍နေကြစဉ်တွင်ကျွန်ုပ်ကောက်လိုင်းသည်ထ၍မတက်နေသဖြင့်တင်တို့၏ကောက်လိုင်းတို့သည်ရက်လျက်ကျွန်ုပ်ကောက်လိုင်းကိုဝိုင်းလျက်ရှိခိုးကြသည်ဟုပြောဆိုလေ၏အကိုတို့ကလည်းတင်သည်ငါတို့၌မင်းပြုရလိမ့်မည်လောငါတို့ကိုအစိုးရလိမ့်မည်လောက်ဟုပြန်ဆို၍သူ၏အိမ်မက်နှင့်သူ၏စကားအကြောင်းကြောင့်တာ၍မုန်းကြ၏တဖန်အိမ်မက်ကိုမြင်ပြန်၍အကိုတို့အားအခြားအိမ်မက်ကိုကျွန်ုပ်မြင်ရပြီနေလာနှင့်တကွကျဲ17လုံးတို့သည်အကျွန်ုပ်ကိုရှိခိုးကြ၏ဟုကြားပြောလေ၏ထို့သောအဘနှင့်အကိုတို့အားကြားပြောသောအခါအဘကသင်မြင်သောအိမ်မက်သည်ဘယ်သို့နည်းငါနှင့်သင်၏အမိသင်၏အကိုတို့သည်သင်ထံသို့ဆင်းလာ၍ဥညွှန်းချရမည်လောဟု၍သူကိုဆုံးမလေ၏အကိုတို့သည်သူကိုညူဆူကြ၏အဘသည်ထိုအရာကိုမှတ်လေ၏အကိုတို့သည်အဘ၏တို့စိတ်များကိုရှေခင်မြို့မှထင်းချင်းငါသွားကြ၏ဣသရေလသည်ယောသပ်ကိုခေါ်၍သင်၏အကိုတို့သည်တို့စိတ်များကိုရှေခင်မြို့မှထင်းကြသည်မဟုတ်လောလာပါသင်ကိုသူတို့ရှိရာသို့ငါစေလို့မည်ဟုခေါ်လျင်ကျွန်ုပ်ရှိပါသည်ဟုဆိုသောအဘကသွားပါအကိုတို့သည်ချမ်းသာကောင်းစားကြသလောတို့စိတ်တို့လည်းကောင်းမွန်စွာရှိသလောဟု၍ကြည့်ရှုပြီးလျင်ငါအားတည်င်းကြပြောပါဟုမှလိုက်လျက်ဖေပြုံကြိုက်မှစေလို့တဖြင့်သူသည်ရှေခင်မြို့သို့ရောက်လေ၏တော၌လဲလေစဉ်တွင်တစုံတစ်ယောက်သောသူနှင့်တွေ့၍ထိုသူကသင်သည်ဘာကိုရှာသနည်းဟုမေးလျင်အကိုများကိုရှာ၏ဘယ်မှထိန်းကြသည်ကိုပြောပါဟုဆိုသောထိုသူကအေးရက်မှထွက်သွားပြီးဒေါ်သံမြို့သို့သွားကြစို့ဟုသူတို့ပြောတန်ကိုကျွန်ုပ်ကြားခဲ့ပြီးဟုဆို၏ယောသပ်သည်လည်းအကိုတို့ကိုလိုက်ရှာ၍ဒေါ်သံမြို့မှတွေ့လေ၏အနီးသို့မရောက်မီအဝင်း၌ရှိစဉ်ပင်အကိုတို့သည်မြင်လျင်သက်ချင်းငါတိုင်ပင်လျက်ကြည်လော့အိမ်မက်ဆရာလာပြီးကင်ကြသူကိုတက်၍တစုံတစ်ခုသောတွင်ထဲသို့ချပစ်ကြစို့သို့သောသားရဲ့တစုံတစ်ခုကိုက်စားပြီးဟုပြောကြစို့ထို့သောပြုလျင်သူ၏အိမ်မက်တို့သည်အဘယ်သို့ဖြစ်မည်ကိုကြည်ကြစို့ဟုအချင်းချင်းပြောဆိုကြ၏ထိုစကားကိုရုပင်ကြားလျင်သူကိုမတတ်ဘဲနေကြစို့ဟုဆိုလျက်သူတို့လက်မှယောသပ်ကိုနှုတ်လေ၏တဖန်ရုပင်ကသူ၏သွေးကိုမသွန်းကြနှင့်ကိုယ်လက်နှင့်မပြုဘဲတော၌ဤတွင်ထဲသို့ချကြစို့ဟုသူတို့လက်မှယောသပ်ကိုနှုတ်ယူ၍အဘ၌တဖန်အမိအကြံရှိသည်နှင့်ဆိုလေ၏ယောသပ်သည်အကိုတို့ထံသို့ရောက်သောအခါသူဝတ်သောအင်ကြီးအစင်းထူခြားသောအင်ကြီးကိုချွတ်ပြီးမှသူကိုကိုင်ယူ၍တွင်ထဲသို့ချကြ၏ထိုရေတွင်၌ရေမရှိသွေးချောက်သောတွင်ဖြစ်သည်ထိုနောက်အစာစားခြင်းကထိုင်ကြစဉ်ညိုကြည့်၍ဣရှမေလမြို့စုဝေးသည်ဤလက်ပြီးမှလာ၍နန္တာမြို့ဘာလာဇန်စီမူရန်စီများကိုကလအုပ်ပေါ်၌တင်ဆောင်လျက်အဂရုပြည်သို့ခီးသွားကြသည်ကိုမြင်လျင်ယူဒာကငါတို့သည်ညီကိုတတ်၍တေချောင်းကိုဝတ်ထားလျင်အပေကျေးဇူးရှိသည်။ကံကြ
ကိုယ်တိုင်မငင်းဆဲပဲဣရှိမေလလူတို့အားရောင်းလိုက်ကြစို့သူသည်တို့ညီတို့အမျိုးဖြစ်၏ဟုအကိုတို့အားဆိုသည်ရှိတော်ညီကိုတို့သည်ဝန်ခံကြ၏ထိုအခါမိတွင်အမျိုးသားကုံတယ်တို့သည်ခီးသွားကြစဉ်တွင်အကိုတို့သည်ယောသက်ကိုတွင်ထဲကဆွဲတင်ပြီးလျှင်ငွေကျပ်20အဖိုးနှင့်ဣရှိမေလလူတို့အားရောင်း၍ထိုသူတို့သည်ယောသက်ကိုအေဂုတုပြည်သို့ဆောင်သွားကြ၏ရုဗင်သည်လည်းတွင်သို့သွား၍တွင်ထဲမှယောသက်မရှိသည်ကိုမြင်လျှင်မိမိအဝတ်ကိုဆွဲဆုပ်လျက်ညီတို့ရှိရာသို့သွား၍သူငယ်မရှိပါတကားငါသည်အဘယ်သို့သွားရပါမည်နည်းဟုဆိုလေ၏သူတို့သည်လည်းယောသက်အင်ကြီးကိုယူ၍စိတ်သူငယ်ကိုတပ်ပြီးမှအင်ကြီးကိုသူငယ်သွေး၌နစ်လေ၏ထိုနောက်မှအစဉ်ထူကြသောထိုအင်ကြီးကိုပေးလိုက်၍အချို့တို့သည်အဘထံသို့ဆောင်ခဲ့လျက်ဤအင်ကြီးကိုအကျွန်ုပ်တို့တွေ့ပါပြီတာ၏အင်ကြီးဟုတ်သည်မဟုတ်သည်ကိုကြည့်ပါဟုဆိုလျင်ထိုအင်ကြီးကိုအဘမမိ၍ငါသား၏အင်ကြီးမှန်၏သူကိုဆိုသောသားရဲကြိုက်စားပြီအကယ်စင်စစ်ယောသက်ကိုအပိုင်းပိုင်းကြိုက်ဖြတ်ပါပြီးတကားဟုဆိုလျက်မိမိအဝတ်ကိုဆွဲဆုပ်၍လျှော်တေအဝတ်နှင့်ပတ်စည်းလျက်ရက်ပေါင်းများစွာသားကြောင့်စိတ်မသာညှိထွားလျက်နေလေ၏သားသမီးအပေါင်းတို့သည်အဘကိုနှစ်သိမ့်စေခြင်းကကြိုးစားတော်လဲသူသည်နှစ်သိမ့်စေသောစကားကိုနားမထောင်ဘဲငါသားရှိရာရရာနိုင်နိုင်ငံသို့စိတ်မသာညှိထွားလျက်စင်သက်တော်မူဟုဆိုလေ၏ထို့သောယောသက်အဘသည်သားကြောင့်ငိုကြွေးမိတမ်းလျက်နေလေ၏ယောသက်ကိုကမိတွင်လူတို့သည်အဂရုပြည်သို့ဆောင်သွား၍ဖာရောဘုရင်၏အမတ်ဖြစ်သောကိုရန်တော်မူဗောဓိဖာထံမှရောက်ကြ၏